ဒီဘော KB ပြန်လိမ့်မော်လေးရောက်ထားပြပြရပါရှင်ရေရှမ်းမီမွေးပြီးရှိုးနေရပဲเนาะပြန်လိမ္မော်ရဲ့ရတာအပြည့်ဝရစီပါတယ်အပွေးလေးတက်နေဒီလိုအခွင့်လေးမှာအပွေးလေးတက်နေတဲ့လုံးတွေကပို့ရှိုးပါရဲ့เนาะအညာလေးကြည့်လိုက်ပါလဲဆက်ဆက်ပါเนาะတပတ်စရဲဒီအေးစစ်ထားစားလို့ရပါတယ်ရှင်ဒီနေ့မှရောက်ထားပါเนาะဒီတိုင်းဝဝကွယ်ရောင်းခဲ့ရတဲ့အသီးပါတကယ်ကြီးကို1200ကျပ်ပါเนาะတကယ်ကြီးဆိုလို့ရှိရင်13လုံးအနည်းဆုံးရပါတယ်ရှင်ပိတ်တာနဲ့ယူမယ်ဆိုလို့ရှိရင်တော့တပိတ်တာ2000ကျပ်ပါเนาะ kg နဲ့ဆိုလို့ရှိရင်တော့တကယ်ကြီးကို1200ကျပ်ပါရန်ကုန်ရန်ကုန်ရှိပို့ပေးပါတယ်တခြားမြို့နယ်ဆိုလို့ရှိရင်တော့ကားကိတ်ရောက်တင်ပေးပါတယ်ရှင်မလက်ဆက်လာနေရပဲเนาะအပုတ်နာစားတစ်လုံးမှမပါပါဘူးရှင်ဒါဆိုလို့ရှိရင်တကယ်ကြီးပါเนาะဒါဆိုတကယ်ကြီးပါရှင်တကယ်ကြီးဆိုလို့ရှိရင်12လုံး13လုံးရပါရင်เนาะတကယ်ကြီးကို1200ကျပ်ပါဒီဘော KB ပြလိမ့်မော်ပါရှင်ဒီဘောကနေရန်ကုန်ကိုဒီတစ်ဖက်3800ကျတဲ့တန်စာကားတင်တန်စာကားရတာနဲ့မြင့်လို့ပါเนาะဒီနေ့ရောတာနဲ့လမ်းမရေးဖောက်စားတာပိုင်းနဲ့ဆိုလို့ရှိရင်ရောက်လို့ကိုယ်စီရောက်လာလို့ရှိရင်19ခွဲ18အဲ့လောက်ပဲရပါလာတဲ့တစ်ဖက်တစ်ဖက်KB ပြန်လိုက်မှာပါနော်ရှိုးနေပါပြီရှင့်ရေရွှမ်းပြီးရှိုးနေပါပြီလက်ဆက်ပါနော်ကလေးလူကြီးတွေ့လို့ရပါတယ်တပတ်စရဲထိအေးဆေးထားစားလို့ရပါတယ်ရှင့်နွမ်းလေးပို့ရှိုးလေးပါရန်ကုန်ကပါရှင်ရန်ကုန်ရှိပို့ပေးပါရဲ့တခြားမြို့နယ်ဆိုလို့ရှိရင်တော့ကားကိတ်ရောက်တင်ပေးပါတယ်မှာယူမယ်ဆိုလို့ရှိရင်တော့3996869614ဘိုက်ပါနံပါတ်ကိုဆက်သွယ်ပြီးမှလို့ရတယ်လို့ Messenger မှာလည်းမြည်ဖုန်းနံပါတ်လေးစာလေးပေးပြီးမှယူလို့ရပါတယ်နော်ဒီနေ့မှမနေ့ပြန်ကပို့ပါတယ်လှပလက်ဆက်နေရပဲနော်အပြင်ခွန်လှလဲလူကျင်နေဆိုလဲလူဒီ KB ပြယူပါရှင့်ပြလိုက်မော်ယူပါနော်သူကတော့ပြလိုက်မော်မို့လို့ဒီတာတိကျတော့ပို့ရှိုးရယ်နော်ဘာကီဂျီကို1200ကျပ်ပါ13လုံးရပါရင်เนาะပိတ်တာနဲ့ယူမယ်ဆိုလို့ရှိရင်တော့တပိတ်တာကို2000ကျပ်ပါเนาะဘာကြည့်လုံးသေးလေးခွဲပြတာ